Hello guys ကျွန်တော်အရင်ပိုင်းမှာတော့Roblox ထဲမှာရှိတဲ့ Brain Story 1ကိုစော့ခဲ့ပေါ့နော်အခုခါကျတော့ Roblox ထဲမှာရှိတဲ့ Brain Story 2ကိုစော့အောင်မှာပေါ့နော်စဆုံးလိုက်ကြည့်ပေးကြပါဦးကျွန်တော်ဒီတစ်ခါလူကြီးရွေးလိုက်တယ်ဟိုတစ်ခါကကလေးရွေးထားဆိုတော့ကျွန်တော်တုတ်တက်လိုက်ရဗျโอเคဒီပေါ်မှာစောင့်နေလိုက်ရအောင်လူတွေအများကြီးလို့ few moments later ကျွန်တော်ကားထွက်ပြီးကျွန်တော်ဟိုပုံစံမဲနေမှာကျွန်တော်တို့အေးပါလေ Scary Larry လေ Scary Larry ကိုတက်ရမှာဒီမှာကျွန်တော်ဟိုတစ်ခါကအတေသွားတယ်ကျွန်တော်ဒီတက်သွားခိုင်းတာနော်โอเคဟိုဒီမှာလမ်းတလမ်းရှိရလမ်းကျွန်တော်တို့အိမ်ကိုသွားတဲ့လမ်းတင်နေဒီဘေးနားလေးမှာပေါ်လာမလားဆိုပြီးမှရှေ့မှာအဆောက်အဦတစ်ခုရှိရအဲ့ထဲမှာဝင်ရမှာတင်တယ်နော်ဟုတ်တယ်အဲ့ထဲဝင်ရမှာကျွန်တော်ရစ်ထားရပြကြာမှာဆိုလို့လမ်းလျှောက်တာတအားကြာနေဒီပြင်ရောက်ရင်တအားနေွားမိုးရွာနေလို့ဟုတ်မိုးကျိုးပါဖြစ်တယ်ဒါဘက်ထရီမရှိဘူးမီးတွေပြတ်နေโอเคဒီမှာဒေါ်လာရှိဘာပြောမလဲမသိဘူးဒါသူတို့ရဲ့ထောင်နေမှာသိလားကျွန်တော်တို့ဖမ်းသွားလေမှာတွေးတွေပါအိုင်နေဒီမျက်နှာဖုံးလေးတွေScary base ဒီမှာစပုံမူကြီးပါရှိတယ်ဒါခွေးအိမ်လားဟုတ်တယ်ဒီမှာဟုတ်တယ်ဒါသူတို့ရဲ့အိမ်တွေမှာကျွန်တော်တို့ဖမ်းခေါ်လာတယ် Brain Story 2ခေတ်စပါပြီကျွန်တော်တို့ဒီကောင်နဲ့တက်ရမှာအိုးကျွန်တော်ချတယ်ဟာမြောင်းဒီမှာကျွန်တော်ဒီမှာ training လောက်ရမှာကျွန်တော်က training မလုပ်ပဲတော့ချနေကန်တော့ပြီးရနည်းနည်းပဲကြံတော့တဝက်လောက်ပဲကြံတော့shit ပေးလိုက်တာကွာကျွန်တော်ရထားဒါတားတွေကြာနေမှာဆိုလို့โอเคကျွန်တော် level 2ရောက်တော့မယ်နောက်ခေါက်ရောက်ပြီဗျာ level 2ရောက်သွားပြီဒီဗီဒီယိုလေးတော့ YouTube channel Top မြန်မာဆိုတဲ့ channel မှာတင်ပြတော့ပါမယ်တနင်္ဂနွေနေ့ည6:00နာရီတင်ပြတော့ပါမယ်ကျေးဇူးတင်ပါတယ်